အဖေနာမည် ဖေနာမည်ဦးဟန်တင်မှာ ဦးဟန်တင်ဟုတ်အမေနာမည် ဒေါက်ခင်မြင့်မှာ ဒေါ်ခင်မြင့်ခမည်းနာမည် တန်းထုံးမှာ တန်းထွန်းတန်းထွန်း ဟုတ်ကဲ့ တန်းထွန်းကတင်ထွန်းနဲ့ညီကိုလာလို့ ဒီဆိုင်ဦးတင်ထုံးကမမြမေရမွေးတာ မမြမေရဘာဆိုင်လို့တော့မမြမေရကိုတိုင်းင်းနဲ့ကသူကမောင်နှမလी ဟိုမမြမေသမီးတပည့်အသင်းတို့ကိုစမ်းမောင်တို့သိရမှာ ကိုစမ်းမောင်တို့စပယ်တင်းတို့ အဲ့ဒါကိုစမ်းမောင်ကနောက်အိမ်တော်ပြုတ်သွားတော့ ကိုစမ်းမောင်နောက်အိမ်တော်ပြုသွားတော့ ဟုတ်ကဲ့တပည့်အသင်းကသမီးလေ စပယ်တင်းနဲ့ဘာဆိုင်လို့တော့ခမည်းစပယ်တင်းနဲ့မတ်ကြီးဝင်းနဲ့ညီအမအရင်နေ မကြီးဝင်ကကိုမြတ်စောညမပါဗျာ ဆိုင်လူကိုမြတ်စောမြတ်စောရဲ့ဖလာတောင်းရဲ့ဟန်ဝင်းရဲ့တင်ဝင်းရဲ့ဆိုတာသူကညီအကိုတေးခင်ဗျာ လက်သိရမလားဟိုမှာ ဟာ ဟိုယောဂဖြစ်နေတဲ့ခွေးလေးသိတယ်မလား ကိုယောဂဖြစ်နေခွေးလေးလား ဟဲ့ ခွေးလေးနဲ့မောင်လုံးနဲ့ဟိုအဲ့ဒါဒီတဲ့တညာနဲ့ဒီဒါကိုလိုက်စားတော့ဒီယောဂဖြစ်မှာပေါ့ခွေးလေးတို့မောင်လုံးတို့ဆိုတာကခင်ဗျာ ခိုင်မဟုတ်ဗျာခင်ဗျာလေအုံးမောင်တို့ကြွန်ဝင်းတို့မသိဘူးလား အုံးမောင်နဲ့ကြော်ဝင်သိတာပေါ့အမတန်ပတ်စံချီးရဲ့အကောင်ကြီးသိတာပေါ့အုံးမောင် ဒီမှာနှိုင်းရင်မြတ်တင်ရင်ညီမရင် အေးတင်ရဲ့ဖိုးခွေးရဲ့ဖိုးအေးရဲ့အဲ့ဒါသူကတူကြီးလေ မဆန်ဘူးလေလေးလွင်ဦးကကိုကောင်ကိုမွေးတာဖိုးထူးကိုမွေးတာ